ဒါဝင်းစင်တော်ရကျောင်းတော်မူဘုရားကြီးရဲ့ကိုတွင်ကဒုတိယတဲ့နေရာကဒါဗုဒ္ဓဝင်ပြခန်းဒီပါဗုဒ္ဓဝင်ပြခန်းနေချုနေရာတွေကလူသူရောက်ပေါက်လာတာနဲသွားတော့ပြုပြင်ပြင်ဆင်မှုတွေထိမ့်သိမ်းမှုတွေကအားနည်းသွားတဲ့နေရာတွေတွေ့ရပါတယ်ချုနေရာတွေဆိုနေတာဒါပေမဲ့တာရမင်းစထုတ်အစာတသက်ဒါအာလဝကဘလူမင်းတော့ဒီတော့ဘာလို့ဆိုရလဲမြေတွေမြေဆိုင်နဲ့ပြေတော့စစ်ပြီးတော့ငင်းငင်းပြေတော့ပြော